ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်တင်ကတော့ထိုင်းမှာကမ္ဘောဒီးယားလုံသမား9000ကိုမြန်မာလာကိုပြည်နယ်လုံသမားတွေနဲ့စားထုတ်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းဆိုရနိုင်ငံတွင်းကကမ္ဘောဒီးယားလုံသမား9000ရဲ့လုံခွင့်တက်တန်းကိုတက်တန်းမတိုးပြီးတော့ဘူးဆုံးဖြတ်လိုက်ပြီးသူတို့နေရာမှာမြန်မာလာအိုနဲ့ပြည်နယ်နိုင်ငံကလုံသမားတွေနဲ့စားထုတ်သွားမယ်လို့ထိုင်းလုံသမားဝန်ကြီးထရင်နိုကပြောပါတယ်။ဒီဆုံးဖြတ်ချက်အမကြာသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်မှာမြေမြုံမိုင်းတစ်လုံးပေါက်ကွဲပြီးထိုင်းစစ်သားတွေတန်ရာရခဲ့တဲ့ဖြစ်စဉ်ပြီးနိုင်ငံကြီးစာတမ်းကိုထိုင်းဘက်ကဆိုင်းငံ့လိုက်ပြီးနောက်မှာထိုင်းထွက်ပေါ်လာတာပါ။ဝန်ကြီးချုပ်နုတင်ကိုယ်တိုင်ကကမ္ဘောဒီးယားနိုင်ငံသားတွေအတွက်ထူးနေထိုင်ခွင့်ပေးမဲ့အစီအစဉ်ကိုဆိုင်းငံ့ဖို့မိန့်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းလုံသမားဝန်ကြီးထရင်နိုကတော့ဒီဆုံးဖြတ်ချက်ကြောင့်အထူးသဖြင့်ကမ္ဘောဒီးယားလုံသားတွေကိုအဓိကအားကိုးနေရတဲ့ကြံကင်းတွေလို့စိုက်ပျိုးရေးကဏ္ဍမှာလုံသမားပြဿနာမှုဖြစ်လာနိုင်တယ်လို့ဝန်ခံပါတယ်။ဒါပေမဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ထိုင်းဆိုရစားထိုးအစီအစဉ်ကိုအသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။အဲ့ဒါတွေကတော့မြန်မာလာအိုနဲ့ပြည်내နိုင်ငံတွေကလုံသမားတွေကိုစားထုတ်ခေါ်ယူသွားမှာဖြစ်ပြီးလက်ရှိအလုံးလုံးနေတဲ့အဲ့ဒီ၃နိုင်ငံကလုံသမားတွေရဲ့လုံခွင့်ကိုလည်းတက်တန်းတိုးပေးသွားမှာဖြစ်ပါတယ်။ရေးပေါ်အနေနဲ့ဒုက္ခသည်စခန်းတွေကလုံသမား4000ကျော်ကိုလည်းယာယီဖြည့်တင်းသွားမယ်လို့သိရပါတယ်။ဒီနိုင်ငံရေးဆုံးဖြတ်ချက်ရဲ့အလယ်မှာပိတ်မိနေတာကတော့လုံခွင့်တက်တန်းကုန်ဆုံးသွားပြီဖြစ်ပေမဲ့နေသက်တွေပိတ်ထားလို့အိမ်မပြန်နိုင်သေးတဲ့ကမ္ဘောဒီးယားလုံသမား9000မှာပဲသူတို့ကိုနေရင်ပြန်ဖို့မလားဆိုတဲ့မေးခွန်းအပေါ်မှာတော့လုံသမားဝန်ကြီးကလုံခြုံရေးချင်းတွေပါဝင်ဖွဲ့စည်းများစွာနဲ့သက်ဆိုင်နေလို့ဆိုရအဖွဲ့အစည်းအဝေးမှာဆွေးနွေးရအောင်မယ်လို့ဖြေကြားခဲ့ပါတယ်